ဒီကနေ့ထုတ်ပြပေးမလို့ပေါ့နော်999တကတ်999နှစ်ကတ်999သုံးကတ်999လေးကတ်ရှိရပါတော့999နေ1 2 3 4 5 6နှစ်ထဲမှာတခုသော5ပရိကနန်းနောက်နေ့ကိုထွက်3996နောက်နေ့ထဲမှာ969လို့ထွက်ပက်လက်ထွက်တဒုတိယ999ခွန်သူက6နှစ်1 2 3 4 5 6နှစ်ထဲမှာတခုသော5ပရိကနန်း3953နောက်နေ့တော့ထွက်5ပရိကိုပြန်ထွက်ရမှာပါတတိယ999ခွန်1 2 3 4 5 6တခုသော5ပရိကနန်း919နောက်နေ့ကိုတော့ထွက်ပေးရပါပါအဲကြောင့်ဒီမှာ999ခွန်ခုတော့999ခွန်နေ1 2 3 4 5 6ခုတော့5ပရိဆိုတော့ပြီးကနေ5ပရိကရှင်9နှစ်ရဲ့ဒီ98ရဲ့ရှိရပါတော့98ရဲ့ရှိရပါဒီ98ရဲ့ဒီ9နှစ်ရှိရနှစ်ကွက်တဲ့ရှိရပါမင်းတို့လေးရှင်းလာတာမသိ999ခွန်1 2 3 4 5 6တခုတော့5ပရိ3996နောက်နေ့ထဲထွက်နောက်နေ့တော့ထွက်ဒီမှာ999ခွန်1 2 3 4 5 6တခုတော့5ပရိ3953နောက်နေ့ကိုထွက်ဒီ999ခွန်တတိယ999ခွန်1 2 3 4 5 6နှစ်တခုတော့5ပရိကနန်း919နောက်နေ့ကိုထွက်အဲကြောင့်ဒီမှာ999ခွန်1 2 3 4 5 6တခုတော့5ပရိ8နဲ့5 898ဒါ988နဲ့ဒါ9နဲ့8တယ်ပေါ့နော်ဒီနှစ်ကွက်တာ5ပရိလည်းရှိလို့ပြပေးတာပါအဲ့ဒီမှာသူကဒီမှာ9ထိပ်ဒီမှာ9ထိပ်ဒီမှာ8ထိပ်ဒီမှာ8ထိပ်ဒီမှာ5ထိပ်ဒီ9ထိပ်ရဲ့ဒီ5ထိပ်ရဲ့ပေါင်းရင်းနဲ့4ပါဒီ8ထိပ်ရဲ့ဒီ6ထိပ်ရဲ့ပေါင်းရင်းနဲ့4ပါဒီ8ထိပ်ရဲ့ဒီ6ထိပ်ရဲ့ပေါင်းရင်းနဲ့4ပါဒီ8ထိပ်ရဲ့ဒီ6ထိပ်ရဲ့ပေါင်းရင်းနဲ့6ထိပ်ရဲ့ပေါင်းရင်းနဲ့4ပါအဲကြောင့်ဒီ8ထိပ်ရဲ့6ထိပ်ရဲ့ပေါင်းရင်းနဲ့4ပါအဲကြောင့်ဒီမှာ5ထိပ်4ဖြစ်အောင်ဒီမှာ9ထိပ်ပေါ့နော်အဲကြောင့်9884ပူထိုးပေါ့ဗျာနော်ဘူးခွာလည်းရှိလို့နော်ငါဒီမှာ9နဲ့8ကတော့ဒါမွေးထိုးလို့ရတယ်ပေါ့ဗျာဒီ9နဲ့8က2ကွက်ထိုးရမှာပေါ့ဗျာ9နဲ့8 8နဲ့5ပေါ့ဗျာ2ကွက်ပေါ့နော်ဒီက9ကြိမ်ကိုဒီ9ကြိမ်ကိုဒါထိုးတော့ပါထိုးဖို့ပါ9ကြိမ်ကိုထိုးဖို့ပါအောင်တော့ခုဘိုင်ပါလဲရသွားပါပြီဗျာဘိုင်ပါလဲရသွားပါပြီမတုံညာ9ခွန်5ခွန်9ခွန်4 880ကိုဟိုင်းလို့ပါဟိုင်းလိုက်ပါဟိုင်းလို့ရပါတယ်ဟိုင်းလို့ရပါတယ်နောက်တော့ကားတိုင်းမှာဖုန်းနံပါတ်ကခွန်3 69တိ98နှစ်ကိုဆက်လိုက်ပါမမကြီးကဒီနေ့သာ6000ပါဒီနေ့သာ6000ပါမမကြီးကဒီနေ့ကပြန်ရပါမယ်ဗျာတကယ်ပေါက်စီရပါဒီနေ့အာမခံနဲ့ရှိပါတယ်ဗျအာမခံနဲ့ရှိပါတယ်ဗျဒီနေ့တော့မမဝင်းနေချိန်မှုဆက်လိုက်ပါ